Hello everyone အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကကျွန်တော် SAD မှာပေါ့နော်သွားပြီးမဖြေခင်ဘာကြီးထားတင်လဲဆိုတဲ့အကြောင်းပြပေးတော့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီ SAD ကြောင့်မ note ကလေးမှတ်ထားရပေါ့ဒီကဘာကြီးပြောရမလဲဆိုတော့ကြောင့်မလို့အချက်လက်တွေကြမှာကြောင့်ဒီမှာ note ဆောက်ခုရှိပါတယ် note ဆောက်ခုပြီးကြည့်ခွင့်ပြုပါ Okay ဆိုတော့ကျွန်တော်တို့ SAD ကိုဖြေမယ်ဆိုရင်တော့ဒီရန်ကုန်မှာလည်းဖြေလို့ရတယ်မန္တလေးမှာလည်းဖြေလို့ရတယ်ပေါ့နော်ဒီကတော့ဒီရန်ကုန်မန္တလေးဆို2နေရာရှိမယ်အိမ်မှာကြိုက်တဲ့ချောင်းပေါ့ကျွန်တော်ဒီကိုနဲ့အဆင်ပြေရနီးစရာဒီ location မှာဖြေလို့ရတယ်ပေါ့နော်အဓိကကျွန်တော်ဒီ video လေးမှာပြောသွားမှာကတော့ဒီ SAD မဖြေခင်ဗာလေးတီးထားတဲ့နဲ့နောက်ပြီးကြတော့ကျွန်တော်တို့မန္တလေးမှာအဓိကပေါ့နော်မန္တလေးမှာဖြေမယ်ဆိုရင်ဒါ ARV International School မှာသွားပြီးဖြေရတယ်ပေါ့နော်ဆိုတော့အဲ့ ARV International School ရဲ့ဒါ detail လေးတွေပြောပြတော့မှာဖြစ်ပါတယ်ဆိုတော့ SAD ဖြေမဲ့သူတိုင်းကြည့်ထားတဲ့ video လို့လည်းပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ experience တွေကို share သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် Okay ဆိုတော့ပထမဆုံးတစ်ခုအနေနဲ့ဒီ exam booking နဲ့ပတ်သက်ပြီးတော့ပေါ့နော် exam booking နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရန်ကုန်မှာလက်ရှိရမန္တလေးမှာလက်ရှိရကျွန်တော်နောက်ဆုံး SAT ကိုဒီ2025အောက်တိုဘာ4ရက်နေ့တော့ဝယ်ခဲ့တာဒါဒေါ်လာ$111ပေါ့နော်ဆိုမြန်မာငွေနဲ့ဆိုရင်9သိန်းကျော်ရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကနေပြီးတော့ဝယ်တဲ့အခါမှာဆိုရင်ကိုပိုင်ဗီဇာကနလေးဝယ်လို့ရတယ်လို့အဲ့သက်ဆိုင်ရာဒီ agency တွေကနေပြီးလဲဝယ်လို့ရရပေါ့နော်ကျွန်တော် agency ဝယ်မယ်ဆိုရင်တော့တစ်ချက်သတိထားစီစဉ်နေတာဒီဟာလေးကယုံကြည်ရလားမယုံကြည်ရလားဒီ page ကအဆင်ပြေလားအဆင်မပြေဘူးလားဆိုတာပေါ့နော်တချို့ page တွေကြပတ်ဆက်အများကြီးတောင်းတာရှိတယ်တချို့ page တွေကသူတို့ဒီတင်တော်လောက်တဲ့ပမာဏပဲတောင်းထားမျိုးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကနေပြီးတော့ဒါဒီ page လေးတွေကိုတေချာလေး checking လုပ်ပြီးကမှဝယ်တဲ့နေလို့ပြောချင်ပါတယ် Okay အဲ့ပြီးတော့ဒါကတော့ကျွန်တော်ဒါဝယ်နေကြပေါ့နော် GD ဖြည့်ပြီးသွားသူတိုင်း SAD ဖြည့်တာဖြစ်တဲ့အတွက်ကိုဝယ်နေကြ page ဆိုတာတော့ရှိပါလိမ့်မယ်ပေါ့နော် Okay ဆိုတော့ကျွန်တော် MDY မှာ Manly မှာဖြည့်မယ်ဆိုရင်ကျွန်တော်ထင်ကြိုပြီးတော့စောယူတင်တယ်လို့ကျွန်တော်ထင်တယ်ဗျဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိမန္တလေးမှာပေါ့နော်ဒီကျွန်တော်ဖြေတော့ဆိုရင် ARV International School ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီကိုကနေပြီးတော့အဲ့ဖြေချင်းတဲ့လာမှာကခုံမလောက်မှာဆိုရဲပေါ့ပုံမှန်ဖြေရန်ကုန်မှာတော့ရှိရများတယ်နောက်တစ်ခုကကြာလာတိုင်းနီးပါဖွင့်တယ်လို့ကျွန်တော်လာတိုင်းနီးပါဆိုတော့ကျွန်တော်တို့ဒီသူတို့ဖွင့်တဲ့လာတိုင်းပေါ့နော်နီးပါဖွင့်တယ်လို့ကျွန်တော်ထင်ဒါပေမဲ့မန္တလေးမှာကျတော့လိုမျိုးကျွန်တော်ဖြည့်ခြင်းနဲ့လာကပေါ့နော်ဒါ6လပိုင်းတော့ကကျွန်တော်ကဖြည့်ခြင်းတာဒါပေမဲ့မန်လေးမှာသွားပြီးဖြည့်ခြင်းတာပေါ့ဒါပေမဲ့ရန်ကုန်မှာကြောက်ဖွင့်ပြီးမန်လေးမှာじゃမရှိဘူးဖြစ်နေရပေါ့အဲ့ဒါကြောင့်ကျွန်တော်ကနေပြီးတော့ပြင်စင်တာကမန်လေးမှာဖြည့်မယ်ဆိုရင်ဒါက location ကလည်းကျွန်တော်ဒီတချို့အချိန်ကြီးအကြောင်းပေါ့နော်တချို့နေရာလေးတွေကခဏပိတ်ထားမျိုးလေးရှိရတဲ့ပေါ့နော်ကြောင့်မလို့ကိုကနေပြီးတော့ဒါ checking တခြားလေးလုပ်ကြည့်တင်တယ်ပေါ့နော်ဒါမန်လေးမှာစင်တာတစ်ခုပဲဖွင့်တာလားနှစ်ခုပဲဖွင့်တာလားပေါ့နော်ရန်ကုန်ကတော့ကျွန်တော်စိုးရင်ဆရာမလို့ထင်တယ်ဒါပေမဲ့ population ပေါ်မူတည်ပြီးတော့လည်းနည်းနည်းစိုးရင်ကြဖြစ်တဲ့တက်တာကျွန်တော်ထိုင်ကုန်ကြိုပြီးတော့ယူထားမယ်ဆိုရင်တလားလောက်ဖြစ်ဖြစ်ပေါ့နော်ကြိုပြီးတော့ယူထားတယ်လို့ကျွန်တော်ထင်တယ် Okay နောက်တစ်ခုပေါ့နော်ဒီမှာပေါ့ကြရက်ကလေးနည်းနည်းလေးရှိတယ်ဆောင်းဝဲဖြီရတဲ့ပတ်သက်ပြီးတော့ပေါ့နော် Okay ဆိုတော့ဆောင်းဝဲဖြီမယ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဆောင်းဝေးမှာကျွန်တော်တို့ဖြည့်ရခါကြရင်ဒီ link လေးကျွန်တော်တို့ဖြည့်ခိုင်းနေပေါ့နော်ဟာလိုက်မှာဆိုရင်ဒါ verify ပုံစံမျိုးသူလုပ်ခိုင်းလုပ်ပြီးတော့ပြီဆိုကျွန်တော်တို့ image to yourself ရှိရ print ဆိုပြီးရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ booking စပြီးလုပ်ပြီးတော့နောက်ဆုံး process မှာအဲ့ဒါလေးလုပ်ရတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကဒါဆောင်းဝဲမဖြည့်ခင်2ရက်3ရက်အလိုမှာသူတို့အဲ့ application process ကိုပြီးအောင်လုပ်ခိုင်းနိုင်မယ်အဲ့မှာဆိုကျွန်တော်တို့ကနေပြီးတော့ image to yourself ကိုပို့မမိပါနဲ့ကျွန်တော်တို့ကတစ်ခါလေကြာ print ထုတ်ဖို့မိသွားတဲ့အခါမျိုးဆိုရင်အဲ့ဒီ print sorry image to yourself ဒီကနေပြီးတော့ကိုယ်တိုင်စီကိုပေါ့နော် email လေးကြလာလိမ့်မယ်ဆိုတော့အဲ့ email လေးကိုပြလိုက်တယ်ဆိုရင်ရပြီဆိုတော့ကျွန်တော်အနေနဲ့ဆိုရင်ကျွန်တော်သွားတော့က print ထုတ်မသွားဘူးအဲ့ image to yourself လောက်ထားပြီးကျွန်တော်အဲ့ဟာလေးပြလိုက်တယ်အဆင်ပြေသွားတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်ရောက်ချင်းမှာဆိုရင်ကျွန်တော်တို့ checking နှစ်ခါဝင်ရတာမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ကနေပြီး arrival time ရယ်ကျွန်တော် test time ရယ်ဆိုပြီးရှိတယ်ပေါ့ဆိုတော့အဲ့နှစ်ခုကြားကလည်းကျွန်တော်ဒီ15မိနစ်လောက်ပဲกว่าတယ်ဆိုတော့အဲ့ arrival time မတိုင်ခင်ရောက်အောင်သွားပါဆိုတော့အဲ့နောက်ကျမှရောက်လာရေးဆိုရင်ထက်ဆန်တာဘက်ကနေပြီးတော့ဝင်ခွင့်ပေးမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖြေရနေတော့ကပေါ့နော်။ကျွန်တော်ကနောက်ကျမသွားခဲ့ဘူး။ဒါပေမဲ့ကျွန်တော်တို့ဖြေရနေတော့တယောက်နောက်ကျခဲ့တာရှိပါတယ်။ဆိုတော့သူတို့ဒီofficer ချင်းပြောနေကြတာပေါ့နော်။ Okay နောက်ဆုံးရောက်လာတဲ့သူတို့အစီအမံကောင်းပေါ့ကျွန်တော်တို့ဘက်ကဝင်ခွင့်မပေးဘူးပါညာတရကပြောနေကြကျွန်တော်ကြားခဲ့တယ်။ဆိုတော့အဲ့ဒါဖြစ်တဲ့အတွက်ကိုယ့်အနေနဲ့သွားမယ်ဆို arrival time မတိုင်ခင်ရအောင်သွားပါဆိုတော့ကျွန်တော်တို့ဒီ location လေးတွေကြိုပြီးတော့တည်းရစော်ကြည့်ထားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော် Okay အဲ့ဒါပြီးတော့ကျွန်တော်ရောက်ချင်းမှာ check in တစ်ခါဝင်ရတယ်
second တစ်ခါဝင်နေပေါ့နော်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော် ARD international ARD school မှာဆိုရင်တော့ဒါမြန်မာလေးရှိတယ်ပေါ့နော်မြန်မာလေးဖြစ်တော့မယ်ဆိုမြန်မာလေးရှိရဲဆိုတော့တချို့ကျတော့ကျွန်တော်ပြောကြရဲပေါ့နော် SCT ကဒီတကယ် native တွေစစ်တာဖြစ်တဲ့အတွက်ဒီမြန်မာ NRC ဆိုရင်အစီမပြေဘူးလို့ပြောကြရှိရဲပေါ့ဟုတ်တယ်အဲ့လိုလူတွေနဲ့ကြတော့ကျွန်တော်အစီမပြေပြန်ပေါ့ဒါပေမဲ့ကျွန်တော် Manly မှာသွားဖြေတော့ကတော့ဒါမြန်မာဒီ officer ရှိရဖြစ်တဲ့အတွက် NRC နဲ့ဆိုလည်းအဆင်ပြေပါတယ် passport နဲ့ဆိုလည်းအဆင်ပြေရဲပေါ့နော်ကျွန်တော်တို့ passport နဲ့သွားခဲ့တာဆိုတော့လေနောက်တစ်ခုကကြတော့သူတို့ရောက်အချိန်မှာ check-in တစ်ခါဝင်နေ check-in ဝင်ပြီးသွားပြီဆိုသူက waiting room နဲ့မှာစောင့်ခိုင်းနေအဲ့ဒီနောက်မှာတခြားသူတွေကိုစောင့်နေရပေါ့အဲ့ပြီး waiting room နဲ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့က check-in နောက်တစ်ခါဝင်တယ်ဝင်တဲ့အခါမှာဆိုရင်ဒါကစာဝတ်မဖြေခင်ဝင်ရတဲ့ check-in ပေါ့နော်ဆိုတော့အဲ့ check-in မှာဆိုကျွန်တော်တို့ကနေပြီးတော့ကျွန်တော် email to your ဆက်ပေးထားတဲ့ဒီ ticket ကလေးကိုပြတယ်ပြီးတော့ဖုန်းကိုအရှိမထားခဲ့ရတယ်ဆိုတော့ပြီးသွားပြီဆိုကျွန်တော်တို့ဒါကစာဝတ်စဖြေကိုစာဝတ် room နဲ့ဝင်တယ်သူတက်မှတ်ထားတဲ့အချိန်အတိအကျတိုင်းပဲသူတို့စတယ်ပေါ့နော်ဆိုတော့အဲ့မတိုင်ခင် instruction တွေပါညာတကပေးရမယ်ကျွန်တော်တို့တခုကပါလဲဆိုတော့ဒီတို့ဒီကျွန်တော်ထပ်စဖြေပါအောင်ပေါ့နော်ထပ်စဖြေဆိုကျွန်တော်ကနေပြီးသူတို့ကခုတ်ကလေးတစ်ခုပေးလိမ့်မယ်အဲ့ခုတ်ကလေးကိုကျွန်တော်တို့ဒီပေးထားတဲ့ device ထဲမှာကျွန်တော်ဖြေမဲ့ device ထဲမှာထည့်ပြီးတော့ကျွန်တော်စပြီးဖြေရတယ်ပေါ့နော် okay တစ်ချက်လာပြီကျွန်တော်တို့ကနေပြီးတော့ own device နဲ့ရွေးထားတဲ့သူတွေရှိလိမ့်မယ်ပေါ့နော်ဆိုတော့ own device နဲ့ရွေးထားတဲ့သူတွေရှိရင်ကျွန်တော်တခြားရန်ကုန်တို့အချိန်လေးတော့မသိဘူးဒါပေမဲ့ Manly မှာ ARD International School မှာသွားပြီးဖြေမယ်ဆိုရင် own device နဲ့ရွေးထားလဲသူတို့ပေးထားတဲ့ desktop device နဲ့ဖြေရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လီတော့ငါပေါ့နော် own device နဲ့ရွေးထားဒါပေမဲ့ဟိုရောက်တော့laptop ယူလို့မရဘူးတဲ့ဘာလားပေါ့နော်ကျွန်တော်လည်းနောက်ပြီးကျမှသူတို့ရဲ့ own device နဲ့ဖြည့်ရတာအချက်ကဒီမှာလာပြီ own device နဲ့ဖြည့်ရတော့အစင်တော့ပြေကျွန်တော် GD ဖြည့်တယ်လို့ပြောပဲ GD မှာဆိုရင် desktop ရှိရကျွန်တော်ဒီအောက်မှာ keyboard ရှိရပြီးတော့ mouse ရှိရဒါပေမဲ့ကျွန်တော်ကနေပြီးတော့ဒါ own device အနေနဲ့ဆို own device နဲ့လေ့ကျင့်ထားဖြစ်တဲ့အတွက်တင်ချအချိန်မှာအရန်ကြရက်ထားပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒါ keyboard နဲ့ကျွန်တော်ပုံမှန်အဖြစ်ဒါတင်ချရပါလုပ်ပြီးဆိုရင်ဒါ laptop နဲ့လုပ်တဲ့ဖြစ်ဖြစ် iPad နဲ့လုပ်တဲ့သူဖြစ်ဖြစ်ဒီလိုလေးလုပ်တာပဲရှိရလေ။ဒါပေမဲ့အဲ့မှာကျွန်တော်တို့ဒီမှာပေါ့နော်ဒီ Android ထဲမှာ keyboard ကထည့်ပေးထားဖြစ်တဲ့အတွက်ကျွန်တော်တို့တင်ချာဒီမှာရိုက်တယ် Desmo တွေသုံးတဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ ABC ပေါ်ကပေါ့နော်1 2 3ကိုရေးရမှာလားဒီဘက်က1 2 3ရေးရမှာကျွန်တော်အဲ့ချိန်မှာကပြီးချင်တဲ့စောဟောလှုပ်ချင်တဲ့စောဟောမရမယ်စောအကုန်လုံးဇောတွေပေါင်းပြီးတော့ပေါ့နော်အဲ့မှာဟိုဘက်ကိုရောက်လိုက်ဒီဘက်ကိုရောက်လိုက်အရင်စိတ်တွေလောသွားတတ်တယ်ပေါ့နော်ဆိုတော့အခုခရက်ကြိုပြီးပြင်ဆင်ထားမှာတခုရှိပါတယ်ကိုကအဲ့မှာ keyboard ကင်တော့မယ်ဆိုရင်ကိုကဒီတင်ချမှာပေါ့အဓိကတင်ချမှာ HY Z တို့ရေးရမှာလည်းဖြစ်တယ်ပေါ့ Desmo သုံးရမှာဆိုတော့လေဆိုတော့ကျွန်တော်အဲ့ဒါဆိုရင်ဒီဘက်ကအပေါ်ကဒီစလုံးကြီးအပေါ်က 1 2 3ကိုသုံးပါလားဒီဘက်က1 2 3ကိုသုံးပါလားအဲ့ဟာလေးကြိုပြီးစုံးပစ်ချက်ချသွားပါအဆင်ပြေဆိုရင်ကိုမှ keyboard ရှိမယ်လို့ထင်တယ်ပေါ့နော်ဒါ laptop ရှိပြီဆိုတော့ keyboard အပေါ်ကတော့တခုတော့ရှိကြမှာပဲပေါ့နော်ဆိုတော့အဲ့ဟာလေးနဲ့လည်းလေ့ကျင့်သွားပါမဟုတ်ဘူးဆိုရင်ကျွန်တော်ပြရလေးခက်ကုန်တယ်ပေါ့နော်ဒါပေမဲ့ကိုကတော့ဒါ mouse နဲ့ပဲအမြဲလုံးနေကြသူတွေရှိတယ်ဆိုရင်ဒါလေးကတော့အဆင်ပြေတယ်ပေါ့ဆိုတော့ mouse ရေဒါ keyboard ရေပြီးတော့ desktop ရေပေါ့သူတို့ပေးပါလိမ့်မယ်ဆိုတော့အဲ့ဟာနဲ့ဖြည့်ရမှာဖြစ်ပါတယ် okay နောက်တစ်ခုကျွန်တော်တို့ဖြည့်တဲ့အခါကြရင်ပေါ့နော် twilight တော့10 minute ပဲရှာရပေါ့ဆိုတော့အဲ့10 minuteမှာ twilight သွားလို့ရပါတယ်ဒါပေမဲ့တခုတတိထားမှာက main ကလေးတတိထားကိုတစ်ချက်ရှိပါတယ်ကျွန်တော်အောက်တိုဘာ4ရက်နေ့တုန်းက SC သွားဖြည့်တော့ကျွန်တော်အကုန်လုံးနှီးပါကအယောက်20ကျော်ရှိတယ်ဒါပေမဲ့အကုန်လုံးနှီးပါ main ကလေးကျွန်တော်ဒီမှာတယောက်ပါတယ်ပေါ့နော်အဲ့တယောက်ကတော့ကျွန်တော်ယောက်ျားလေးလား main ကလေးလားကျွန်တော်မသေးခွဲဘူးပေါ့နော်ဆိုတော့အဲ့မှာဖြစ်လဲဆိုတော့10 minute လေ break time အကုန်လုံးဝုန်းနဲ့ twilight သွားကြအဲ့မှာဆိုရင်အကုန်လုံးနှီးပါကတော့ဒါအချိန်ပြန်လာလိုက်တယ်ပေါ့နော်ဆိုတော့ကို့အနေနဲ့ယောက်ျားလေးတာဆိုရင်ဒါကဒီအိမ်သားထဲမှာစောင့်စရာလူမရှိဘူးပေါ့ဒါတန်းပြင်ပြီးတန်းတွိုင်းတော့တန်းပြန်လာလို့ရဒါပေမဲ့ main ကလေးနဲ့အနေနဲ့ဒါဆိုကျွန်တော်သွားတယ်ဟိုရတော့လူစောင့်နေဘာညာနဲ့10 မိနစ်ကျော်သွားနိုင်တယ်ပေါ့ဆိုတော့ကျွန်တော်တို့အိမ်သားဝင် checking သွားလုပ်ပါအိမ်သား checking လုပ်ခင်အိမ်သားမှာ၄လုံးဘယ်နှလုံးရှိတယ်ပေါ့နော်ဆိုတော့ပြီးတော့ main ကလေးဘယ်နှစ်ယောက်ရှိတယ်ပေါ့ဆိုတော့ကို့အနေနဲ့ဒီ10 မိနစ်မှာကတွိုင်းနဲ့သွားလို့ရတယ်တကယ်လို့မှမသွားဘဲနဲ့နေနိုင်တယ်ဆိုရင်လည်းအဆင်ပြေတာပေါ့နော်ကို့အနေနဲ့ဒါအမြဲတမ်းကို့မှာအလေးချင်းတစ်ခုရှိတယ်ဆိုရင်တော့ဒါကသွားကိုသွားတင်တယ်ပေါ့နော်ဆိုတော့အဲ့မှာဆိုလည်းဒီ twilight ကိစ္စလေးပေါ့နော်ဒီကတော့ဒီ main ကလေးပဲတစ်ယောက်ရှိတယ်ဂျာလေးပဲတစ်ယောက်ရှိရ check ပြီးမှတာ twilight သွားစီစဉ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့10 minute break time မှာလည်းကိုအလေးချင်းငယ်ပါညာပေါ့နော် jaw shot ပါညာလုပ်လို့ရပါတယ်အဲ့ချိန်မှာ freely can stretch ပေါ့နော်ကျွန်တော်ဒါထားရထိုင်တာအကုန်လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော် ARD International School မှာဆိုရင်တော့ကျွန်တော်အမှရေတံဘူးဆိုတော့ကျွန်တော်ရေတောက်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ test room နဲ့မှာရေတံဘူးပေးထားတယ်ဆိုတော့အဖြစ်တယ်ကျွန်တော်ရေတံဘူးလည်းယူစရာမလိုဘူးနောက်တစ်ခုကကျတော့တန်ငယ်ချင်းတွေပြောထားတယ်ပေါ့နော် snack time ကျွန်တော်လည်းအဲ့လိုမျိုးပေါ့နော်တခြားနိုင်ငံခြားကိုကြိုက်တဲ့ snack ယူသွားလို့ရတယ်ဘာညာလို့ပြောကြရတယ်ပေါ့နော်ကျွန်တော်ယူသွားလို့ရမယ်လို့တော့ထင်နေဒါပေမဲ့
ဒါပေမဲ့ကျွန်တော်သွားဖြည့်ရဲ့အပတ်အခောက်တုံးကတော့ပေါ့နော်ဘယ်သူကမှတော့ snack ယူလာမမြင်ဘူးပေါ့ကျွန်တော်ဖုန်းနေတောင်ပဲအရှိမထားခဲ့ရတာဆိုတော့လေဆိုတော့ဒီ snack ယူလို့ရမီယူရတဲ့ကိစ္စကျွန်တော်သေချာမသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရေကတော့အိမ်မှာ provide ပေးထားတယ်နောက်တစ်ခုကကျတော့ calculator ကိစ္စ calculator ကယူသွားလို့ရပါတယ်နောက်တစ်ခုက Desmo ကလည်းဒီကျွန်တော်တို့ blue book မှာပါတဲ့အတိုင်းပဲဒါ desktop မှာပါမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အဓိကတော့ calculator ကိုမှကျွန်တော် calculator မှာဆိုရင်လေ calculator ရဲ့ဒီဖုန်းနဲ့ cover အခွန်ရှိရပေါ့နော်ဆိုတော့အဲ့ cover အခွန်ထားခဲ့ပြီ calculator ကိုယ်တိုင်ကြီးပဲပေါ့နော် body ကြီးပဲယူသွားရတာပေါ့နော်အဲ့ဟာတစ်ချက်ရှိပါတယ်နောက်တစ်ခုကကြတော့ဒီဘာလဲဆိုတော့ဒီ SCD score နဲ့ပတ်သက်ပြီးကိစ္စပေါ့နော်ဒါလေးကတော့အရင်အရေးကြီးပါတယ်အရင်ကိုအရေးကြီးတယ်ကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ SCD ကိုအမှတ်ပို့လို့ရရှိတယ်ပေါ့နော်ဆိုတော့ SCD ကကျွန်တော်တို့မဖြည့်ခင်ပေါ့နော်မဖြည့်ခင်မှာကျွန်တော်တို့ကနေပြီးတော့ကိုကြိုက်တဲ့ဒီဖြည့်ပြီးတော့ဒီ9ရက်အတွင်းမှာကိုကနေပြီးတော့သူတို့ပြောရတော့ weekdays တွေမှာဖြည့်ရဆိုရင်ဖြည့်ပြီးတော့9ရက်အတွင်းမှာဒီ SAD ကိုကြိုက်တဲ့ university တွေပို့လို့ရတယ်ဒါပေမဲ့ weekend မှာဖြည့်ရဲဆိုရင်3ရက်အတွင်းပဲပေါ့ကျွန်တော်ဒါကိုကြိုက်တဲ့ university တွေပို့လို့ရတယ်ဆိုတော့9ရက်ရယ်3ရက်ရယ်လွယ်ပြီးတော့ကျန်တဲ့ရက်တွေမှာဆိုရင်ကျွန်တော်တို့ကကိုကနေပြီးတော့ university ကိုပို့မယ်ဆိုရင် fee ပေးရမယ်$15ပေါ့နော်$15ပေးရမှာ$15ပေးရမှာဖြစ်ပါတယ်ဆိုတော့အဓိကကတော့ကိုကနေပတ်သက်မကုန်ခြင်းမှုဆိုရင်တော့ပေါ့နော်ကြိုတင်ပြီးတော့SAD score ပို့ထားစေချင်ဒါပေမဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကကိုက SAD ကိုတစ်ခါလေးဖြေမှာမဟုတ်ဘူး2ခါ3ခါဖြေမယ်ဆိုရင်တော့ဒါကတော့ဖြေပြီးမှပေါ့နော်ပို့ထားလိုက်တာတော့အဆင်ပြေပါဒါပေမဲ့ကိုတတိထားမယ်တစ်ချက်ကပါလဲဆိုတော့ကိုက weekday မှာဖြေမှာလား weekend မှာဖြေရမှာလားပေါ့နော်ဆိုတော့ weekday weekend ပေါ်မူတည်ပြီးတော့ပို့တဲ့အချိန်ပို့တဲ့ရက်9ရက်3ရက်ရှိပါတယ်ကျွန်တော်ထီတော့ကတော့မသိခဲ့ဘူးပေါ့အမတယောက်ကပြော15ရက်ရတယ်ကျွန်တော်လည်းပို့မလို့ပဲဒါမှပို့မေ့ကွာအနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့$15ပေးပြီးတော့ university ကိုပို့လိုက်ရပါတယ်အဲ့ကိစ္စပေါ့နော်ဆိုတော့ဒီကလူ$15မကုန်ချင်ဘူးဆိုရင်တော့ကြိုပြီးပို့ထားကြပါနောက်တစ်ခုကကျတော့ difficulties level ပေါ့နော်ပြောကြတာကတော့ဒီကျွန်တော် blue book ထဲမှာဖြည့်တဲ့ဟာနဲ့ဒီတကယ် real test မှာဖြည့်တဲ့ဟာနဲ့တူလားပေါ့ difficulties ကအလောက်ထိအရင် gap ရှိလားဒါမှမဟုတ် level တူတူပဲလားပေါ့เนาะဆိုတော့ကျွန်တော်ထင်တော့ level တူတူပဲလို့ထင်တယ်နောက်တစ်ခုကကျတော့အရင်ကွာသွားတယ်လို့မရှိဘူးဒါပေမဲ့ကိုယ့်ရဲ့ဒီကန်ကောင်းမှုပေါ်မူတည်ပြီးတော့ပေါ့နော်ဖြည့်ရလာပေါ်မူတည်ပြီးတော့ဒါ vocabulary များများပါတဲ့အပတ်တို့ grammar များများပါတဲ့အပတ်တို့ရှိလိမ့်မယ်ပေါ့နော်ကျွန်တော်ထင်တော့ကျွန်တော်စိတ်ထဲဒီ difficulty level ကတူတူပါပဲဆိုတော့ကျွန်တော်တို့ဒီ1 pre ဆိုပြီးတော့လေ ONE 1 PREP နဲ့တူရတယ်အဲ့ application အဲ့ website မှာကျွန်တော်လာ test တွေအများကြီးလေ့ကျင့်လို့ရတယ်ပေါ့အဲ့ထဲကမှကျွန်တော်ဗာလဲဆိုတော့public response test လာမတူရှိရယ်အဲ့ public response test လေးကိုဖြည့်သွားကြည့်စေရှင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ထင်ဒီဒီ real test မဖြည့်ခင်အဲ့ဒါဖြည့်ကြအရင်ခက်တယ်လို့ခံစားရတယ် blue book တက်ခက်တယ်လို့ခံစားဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဘာလဲဆိုတော့blue book ပုံစံမျိုးပဲကျွန်တော် real test ပုံစံမျိုးပဲပေးထားတဲ့ pattern လေးအဲ့လိုဒါပေမဲ့ခက်တယ်လို့ပိုခံစားရရပေါ့ကျွန်တော်ခက်တာလေးပို့လုပ်ပြီးသွားပြီဆိုရင်တော့လွယ်တာလေးတွေအဆင်ပြေသွားပါပေါ့ဆိုတော့ one pre ကကျွန်တော်အဲ့ public response test လေးဒီအများကြီးရှိတယ်အဲ့ဟာလေးဖြည့်သွားကြည့်စီချင်ပါတယ်โอเคနောက်တစ်ခု exam room က A လားအဲ့ဒါတကယ်ပြဿနာကျွန်တော် IELTS ပဲဖြစ်ဖြစ် GED ပဲဖြစ်ဖြစ် exam room က A လားဆိုပြဿနာရှိရဘာလို့လဲဆိုကျွန်တော်တို့က exam room က A တဲ့အခါကျရင်ဒါကျွန်တော် sweater တို့ဘာလို့ယူသွားဖို့လိုရပြင်တယ်လေနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ private သွားခြင်းနေပေါ့နော်ဒါ exam မှာအရင်အေးနေတဲ့ခါကျ exam room ကကျွန်တော်အယောက်20ဦးဒီအကုန်လုံးပေါင်းဖြည့်လိုက်လို့လားမသိဘူးမအေးဘူးပေါ့နော်အဲ့လောက်ထိမအေးဘူးနောက်ပြီးကြတော့ကျွန်တော်တို့ GED လိုမျိုးမဟုတ်ဘူးပေါ့နော် GED မှာကျကျွန်တော်တို့ဒီ examiner ကဟုတ်အပြုံထွက်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဟာပိတ်ပြီးပါဆိုတာကျွန်တော်အချိန်မရဘူးပေါ့နော်ပြောဖို့လည်းအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့အဲ့မှာကကျွန်တော်တို့ဒီ examiner တွေကရှိနေမယ်ပေါ့နော် officer ရရှိနေဖြစ်တဲ့အတွက်ကိုကအေးတယ်ဆိုရင်လည်းပိတ်ခိုင်းနေဆိုတာအထက် short ခိုင်းလို့ရတယ်ပိတ်ခိုင်းလို့မရဘူးပေါ့နော်ကျွန်တော်တို့ကဒါအများနဲ့ဖြေရဖြစ်တဲ့အတွက် exam room ကတော့ကျွန်တော်အထင်တော့အရင်မအေးပါဘူးကျွန်တော်ပေါ့ပါပဲဝတ်သွားလဲအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ English လေးကိုကအေးတဲ့ဆို English လေးယူသွားတင်ပါတယ် okay အဲ့ဒါပြီးသွားပြီဆိုရင်ပြဿနာတစ်ခုရှိရကြရက်တစ်ခုရှိအဲ့ဒါပါလဲဆိုတော့တချို့ line ပေါ်မှာတွေ့မိရပါတော့ကိုဘီနာက examiner ကအရန်ကိုပဲ keyboard တွေအရန်သုံးနေလို့ဒါအာရုံစိုက်မရဘူးလို့ဘာဘူးလို့ရှိတယ်ပေါ့နော်ဆိုတော့ဒီမှာတစ်ချက်အဲ့တစ်ချက်မှာကျွန်တော်ဒါ tip ဖွေးဘလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒါမထင်ထားပဲနဲ့နည်းနည်းကန်ကောင်းတဲ့နေရာယူသွားလို့ရတယ်ယူသွားလိုက်မိရလို့လည်းပြောလို့ရတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီမှာအဲ့ AR International School မှာဆိုရင်တော့သူက
ဘယ်လိုလဲရှိရဆိုတော့သူက row 3 row ရှိတယ်ပေါ့ဆိုတော့ဒီဘက်ကတရိုးရယ်အလဲကောင်းရမျက်နှာချင်းဆိုင်နဲ့ပုံစံမျိုးလေးတရိုးရယ်ဒီဘက်ကဘေးသုံးတရိုးရယ်ဆို3 row ရှိအဲ့3 row ရဲ့အရှိဆုံးမှာကဘာရှိလဲဆိုကျွန်တော်တို့ဒါclassroom တစ်ခုမှာရှိတယ်လို့မျိုး teacher တယောက်ရှိတယ်ပေါ့အဲ့ teacher တယောက်ကနေပြီးတော့အဲ့နာမှာ examiner တယောက်နေနေတယ်ပေါ့ဆိုတော့အဲ့ examiner နဲ့အဝေးဆုံးမှာနေရဆိုရင်သူ keyboard သုံးတာမသုံးတာအတားထားကျွန်တော်ဘာမှမကြားရဘူးပေါ့ဒါပေမဲ့သူနဲ့အနီးဆုံးမှာနေရဆိုတော့ teacher တခုကသူ့ရဲ့ keyboard တန်နေလို့သူလုပ်တဲ့ပုံစံတွေလို့ကြားရတယ်ပေါ့ဒါပေမဲ့ကျွန်တော်ဘေးမှာအရင်လမ်းလျှောက်နေမဲ့ examiner 2ယောက်ရှိပါလိမ့်မယ်ကျွန်တော်ဒီမှာက3လို့ရှိရပြီးကျွန်တော်လမ်း2လမ်းရှိမှာဘူးဆိုတော့အဲ့2လမ်းမှာကတော့ကျွန်တော် examiner သူတို့ AC ပဲဖြစ်ဖြစ်ပဲသူတို့လမ်းလျှောက်နေရပေါ့သူတို့အဲ့examiner နှစ်ယောက်ကကျွန်တော် distraction ဖြစ်မယ်လို့မထင်ဘူးပေါ့အဓိကတော့ဒီ classroom ပုံစံမျိုးလို့ teacher တယောက်ရှိနေတဲ့ပုံစံမျိုး examiner ကတော့ဒါတချို့သူပြောကြတာပေါ့နော်နည်းနည်း distraction ရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်ကျွန်တော်တို့ဒါဘာဖြစ်လဲအဝေးဆုံးပေါ့နော်အဝေးဆုံးမှာရွေးပြီးတော့ထိုင်လို့ရပါတယ်โอเคတခုပေါ့နော်ကျွန်တော်တို့ဒီဟိုဟာလေးကပေါ့နော်ခုံကရွေးပြီးထိုင်လို့ရ yes ရွေးပြီးတော့ထိုင်လို့ရပါတယ်ဆိုတော့ဒါပေမဲ့တခုတော့ရှိရယ်ကျွန်တော်တို့ကလေဒီ check-in ဒုတိယ check-in မဝင်ခင်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တယောက်ချင်းစီခေါ်တာဆိုတော့ကျွန်တော်တို့ကနေပြီး booking လုပ်ထားတဲ့ဒီ number အတိုင်းတယောက်ချင်းစီလာဖြစ်တဲ့အတွက်ပထမဦးဆုံးစပြီးတော့ check-in ဝင်နေသူကပထမဆုံးရွေးခွင့်ရမှာပေါ့နော်ဆိုတော့အဲ့တော့ပထမဆုံးရွေးခွင့်ရအောင်လို့ပဲဆူတောင်းလိုက်ပေါ့နော်ဆိုတော့ပထမဆုံးရွေးခွင့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ခုံကတော့ကြိုက်တဲ့နေရာမှာထိုင်လို့ရတယ်ကျွန်တော်တို့ဒီအယောက်20ကျော်ဖြည့်တော့လောက်တောင်မဲ့ဒါခုံတွေကအပိုတွေရှိနေသေးရပေါ့နော်အဲ့တော့ဒါစိတ်ပူစရာတော့မလိုပါဘူးဆိုတော့ကျွန်တော်တို့ဒါအေးထိုင်နေတဲ့ examiner နဲ့အဝေးဆုံးမှာထိုင်မှာခုံကလည်းရွေးလို့ရပါတယ်အဲခုံကလည်း short ခိုင်းလို့ရပါတယ်ပေါ့နော်โอเคနောက်တစ်ခုကကြတော့ဘာရှိလဲကျွန်တော်ထင်တော့ဘာမှမရှိတော့ဘူးထင်တယ်ပေါ့နော်ဆိုတော့okay let me check it okay နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်အကုန်လုံး summarize အနေနဲ့ပြောချင်တာကတော့ပေါ့နော်အဲ့ဒီမှာက on device နဲ့ရွေးထားလေကျွန်တော်တို့ဒါသူတို့ပေါ့နော် desktop နဲ့ဖြည့်ရတာဖြစ်တဲ့အတွက်ကျွန်တော် keyboard အကြီးနဲ့လေ့ကျင့်သွားပါဘာလို့လဲဆိုကျွန်တော်များသောအားဖြင့်ကျွန်တော်သိကြတော့များသောအားဖြင့်ကတော့ဒါ69%လောက်ကတော့ဒါ laptop နဲ့ iPad နဲ့လေ့ကျင့်သွားမှာဖြစ်တဲ့လေ့ကျင့်နေတဲ့သူဖြစ်တဲ့အတွက်ပေါ့နော်ဒါ keyboard အကြီးနဲ့လေ့ကျင့်သွားပါနောက်ပြီးကြတော့ကျွန်တော်တို့drawing နဲ့ကိစ္စကနည်းနည်း checking လုပ်ပေါ့နော်ဟုတ်လားစိတ်နှံကျွန်တော်တို့ဒီ test မစခင်ဒါ drawing နဲ့တော့လို့ရဖြစ်တဲ့အတွက်ဒါလူပနေရပုံဒီပြီး drawing နဲ့ပြီးကိုလည်း checking လုပ်ပြီးမှ drawing ဒီ break time အချိန်မှာသွားပါပေါ့နောက်တစ်ခုကကြတော့ခုံကိုပေါ့နော်ရေးချော့ကိန်းရှိရဲဆိုရင်ဒီထိုင်နေတဲ့ examiner နဲ့အဝေးဆုံးမှာထိုင်ပါပေါ့နော်ဟုတ်ပါတယ်ဆိုတော့နောက်တစ်ခါတော့ image to yourself ကိုလုပ်ဖို့မမေ့ပါနဲ့ print ထုတ်မနေရောနဲ့ပေါ့နော်ပတ်စံကုန်ခံပြီး print ထုတ်မနေပါတော့ image to yourself နဲ့ကျွန်တော်တို့ဒီဖုန်းထဲကနေပြလိုက်ရပါပြီနောက်ဆုံးတစ်ခုအနေနဲ့အချိန်မီသွားပါအချိန်မမီဘူးဆိုရင်တော့သူတို့ဘက်ကနေလက်ခံမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်ပြောချင်တာကဒီလောက်လေးပါပဲဗီဒီယိုကလေးတော်တော်လေးရှည်သွားပါပြီဆိုတော့မေးချင်တာလေးရှိရင် SCD နဲ့ပတ်သက်ပြီးမေးချင်တာလေးရှိရင်ကျွန်တော်တို့ဒီ comment မှာမေးထည့်လို့ရပါတယ်ဒါတခုကကျွန်တော် GED နဲ့ပတ်သက်တာ INTS နဲ့ပတ်သက်တာကိုပြပြပေးသွားမယ်ဗီဒီယိုလေးရှိပါလိမ့်မယ်ဆိုတော့have a good day ပါ bye bye ပါ